ဘက်နဲ့ဘယ်နေပြီးခေါ်မလဲဟုတ်တွင်းမှာဟုတ်တွင်းနဲ့မှာဟုတ်ကဲ့ပါဟာတိုက်ပွဲအခြေအနေသတင်းလေးမေးလို့ရမလားဟုတ်ကဲ့ရပါတယ်တိုက်ပွဲအခြေအနေကဘယ်လိုအခြေအနေရှိတယ်ညီတို့ဟောအဖွဲ့အနေနဲ့ဟုတ်ကဲ့တိုက်ပွဲမှာတော့အရန်အခက်အခဲတွေကြုံရပါတယ်ဟုတ်ကဲ့လေရင်နဲ့လည်းအပြတ်ခံပါအခုကတိုက်ပွဲအနေနဲ့ကအခုခွေးဘက်ကဘယ်လောက်နေတယ်လို့ကြားရတယ်ဘက်က340ကျော်ပါဟုတ်ဒီလိုတက်ဖွဲ့နေတဲ့ဘာတွေရရှိခဲ့သေးတယ်ကျွန်တော်တို့ MA1 တက်လက်လက်ပစ္စည်းတစ်လုံးဟုတ်ကဲ့စီနာကတစ်လုံးညာကတစ်လုံးဟုတ်ကဲ့ဟုတ်ပလတ်စတစ်နေမိုင်းတစ်ခုဟုတ်ပါပြီညီလေးတို့ VD တက်ဖွဲ့ကိုလက်သူပဲကျေးဇူးတင်ရှိပါတယ်လို့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ကလည်းကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်တို့ပြည်သူတွေအနေနဲ့ကနေပြီးတော့လာရောက်ပြီးတော့အခုလိုမျိုးအလုံးရင်းနဲ့လာပြီးတော့ကြိုဆိုတဲ့အပေါ်မှာဘလို့ရင်သွဲခံစားမှုတွေရှိတယ်လေလို့ဟုတ်ကဲ့ပြောမပြတဲ့ဝမ်းလာပါတယ်ရဲဘော်တို့အနေနဲ့နောက်ပွဲတွေမှာလည်းဆက်လက်ပြီးတော့အောင်မြောက်ကျိုးလာပေးဖို့အစီအစဉ်ရှိမရှိအားလေးနဲ့သက်တည်ကျင်နေပါတယ်ဗျဟုတ်ကဲ့ခင်ဗျာဒီလူတွေကျွန်တော်တို့ဘူးလို့လုပ်ပေးရတဲ့အတွက်အသက်ပင်တွေကျွန်တော်တို့အဆုံးစီတိုက်ပွဲဝင်ဆုံးဖြတ်တာပါတယ်ကျေးဇူးတင်ပါတယ်ရဲဘော်ကျေးဇူးတင်ပါတယ်လာလေမောင်းတော့ရုပ်တာအဲ့ကိုအေးလေးနဲ့နောက်ပိုင်းရရတယ်နောက်မှလေးရှိသေးတယ်လားနောက်မှလေးရှိသေးတယ်နောက်ကရဲဘော်ကြီးလည်းလောက်ပါဝေးရတယ်တိုက်ပွဲအနေနဲ့အတွေ့အကြုံလေးမင်းတို့ရမလားအခုတိုက်ပွဲမှာဘယ်လိုခက်ခဲမျိုးတွေကြောက်ရတယ်ကျုပ်ဝိတယ်လို့ရကျုပ်ဝိတယ်လို့ရသားကောင်းစစ်စီအောင်ပွဲရှိလာတဲ့နေ့